မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့သုံးခွမြို့ကပြည်သူတအုပ်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ရန်ကုန်တိုင်းသုံးခွမြို့နယ်ညောင်လန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလှိုင်စိုးကျော်ဟာကျေးရွာအတွင်းနေထိုင်သူနဲ့ပြည်ပရောက်လုပ်ငန်းလုပ်ကိုင်နေသူများကိုတအူးမှအလွတ်မပေးပဲတအိမ်မှာ18နှစ်မှ35နှစ်အတွင်းတက်ဆိုင်သူ2ဦးရှိပါကတယောက်လျင်6000ကျပ်ပေးဆောင်ရပါတယ်တက်ကြီးများအသက်35နှစ်မှ50ကျော်အတွင်းတအူးကို2000ကျပ်ပေးရပါတယ်။ဒီထက်ဆိုရတာကကြီးရွာထိပ်မှာရှိတဲ့တောင်ထုံးနေတဲ့မြေကိုအကွက်ရိုက်ပြီးရောင်းချကအလွဲသုံးစားပြုလုပ်နေခြင်းပါ။နိုင်ငံပိုင်လေယာမြေကြီးရွာပိုင်လေယာမြေများကိုကိုကျိုးစည်းဝါးလို့လှုပ်ဆောင်နေပါတယ်။မြို့နယ်ခရိုင်တိုင်းဒေသကြီးတွေကတာဝန်ရှိသူများသိရှိစေရန်တင်ပြအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်message ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။